ဘိုက်ကြီးတဲ့မိခင်တွေကိုအရှင်လက်လက်ဘိုက်ခွဲတရေသားတွေကိုရေရရာခြေပြီးပြည်သူတွေရဲ့အသေးနှလုံးကိုအစိမ့်လိုက်ဝါစားခဲ့တဲ့လူသားသားနတ်ဆိုးဘရင်တိရိဓမ္မတောကဆိုတဲ့မင်းတစ်ပါးတမိုင်းမှာတကယ်ရှိခဲ့တယ်ဆိုတာသင်သိပါသလားသူ့ရဲ့ရက်ဆက်ပြီးအကြီးတန်းမှုတွေဟာပြန်ပြောပြဖို့မကောင်းတော့အောင်ကိုယုံညံ့ခဲ့ပါတယ်မြောက်ဦးနန်းတော်ရဲ့အမှောင်လူထဲမှာကြောက်မက်ဖွယ်ကောင်းတဲ့လှုပ်ဝက်ချက်တစ်ခုရှိခဲ့ပူပါတယ်အဲ့ဒါကတော့တိရိဓမ္မတောကားဆိုတဲ့အမျိုးသားဟာထီးနှန်းကိုဘလို့ရယူခဲ့တယ်လဲဆိုတာပါပဲတိရိဓမ္မတောကားဟာနန်းတက်ချင်းစောနဲ့အကူဖြစ်သူမင်းစနေကိုအစိတ်ခတ်တက်ဖြတ်ပြီးနန်းတွင်သမားတော်တွေကိုအသက်မရှိတော့တဲ့ရုပ်လောင်းကိုစစ်ခွင့်ပေးပြီးကြောက်ကက်ယောဂကြောင်းလို့ခေါင်းစဉ်တက်စီခဲ့ပါတယ်အလိုနီးနဲ့အာနာကိုမတရားရယူခဲ့တဲ့အခိုက်အတန့်ကစပြီးသူ့စိတ်ထဲမှာငါ့ကိုလည်းတယောက်ယောက်ကဒီလိုပြန်တတ်လိုက်မယ်ဆိုတဲ့အစွဲလန်းကြီးဝင်သွားပါတယ်ဒီအကြောက်တရားကပဲသူ့ကိုလူသက်သမားအဆင့်ကနေနတ်ဆိုးအဆင့်ကိုပြောင်းပေးလိုက်တာပါပဲဘသူ့ကိုမှမယုံတော့တဲ့ဘရင်ဟာသူ့ထီးနှန်းမြဲဖို့အတွက်စုံးကဝေတွေရဲ့လမ်းညွှန်မှုနဲ့ဓားကဘာရေရာကိုစတင်ခဲ့ပါတယ်မြောက်ဦးမြို့ရဲ့လမ်းမတွေပေါ်မှာလူတွေကိုခွေးဖမ်းတယ်လို့လိုက်ဖမ်းခဲ့ပါတယ်အပြစ်မဲ့ပြည်သူ6000ကျော်ရဲ့အသက်ဟာဘရင်ရေရာအတွက်ဟင်းလင်းပြင်မှာပေးဆက်ခဲ့ရပါတယ်ကိုဝန်ဆောင်မိခင်တွေရဲ့ငိုယူတောင်းပန်တဲ့တွေဟာနန်းတော်နေရန်တွေမှာပဲ့တင်ထက်နေခဲ့ပါတယ်ဘရင်ကိုယ်တိုင်ဓားကိုကင်ပြီးမိခင်တွေရဲ့ဘိုက်ကိုအရှင်လက်လက်ခွဲတာအထဲကဒရေသားတွေကိုထုတ်ယူပြီးစီပူအိုးတဲ့ထဲကရေရရာချီပါတယ်အဲ့ဒီကလေးတွေရဲ့အစီနဲ့အသားတွေကိုမျိုးရိုးတစ်လျှောက်တုပ်လိမ့်ခဲ့တဲ့အင်မတန်ညံနေပြီးရက်ဆက်ရုံမှလွန်းတဲ့ရေရရာချီမှုမျိုးကိုတိရိဓမ္မတောကဟာလှုပ်ဆောင်ခဲ့ပါတယ်တိတ်ကိုအကြီးတန်းတဲ့အခိုက်တန့်ကာလတွေဟာဒီလောက်နဲ့အပြီးဆုံးသွားခဲ့ပါဘူးညတကောင်ရမှာဘရင်ဟာသွေးဆူနေတဲ့အသေးနှလုံးတွေကိုပကံထဲထည့်ပြီးတမြုံမြုံဝါးစားနေတတ်ပါတယ်သူ့ရဲ့ပါဇက်ဘေးမှာလူသားသွေးတွေစီးကျနေပြီးမျက်လုံးတွေကတော့အယူတယောက်လိုအယောင်တောက်နေခဲ့ပါတယ်ဒါဟာဆေးဖော်တာမဟုတ်တော့ပဲလူသားစားနတ်ဆိုးတကောင်ရဲ့စားပွဲတော်ဖြစ်သွားခဲ့ပါပြီစစ်မီမြမရဲရဲတောက်တိုက်ခဲ့တဲ့စစ်သူကြီးတွေတောင်လူစိတ်မရှိတော့တဲ့ဘရင်ရှိရောက်ရင်ဒူးတုံနေကြပါတယ်ဘရင်ကစကားပြောရင်းနဲ့တောင်ဘေးကအစီကံကိုဓာတ်နဲ့ခုတ်တက်လိုက်တာမျိုးကိုတာမန်လိုမျိုးလုပ်နေခဲ့တာပါဒီအချိန်တွေဟာတတိုင်းပြည်လုံးအတွက်အိမ်မက်ဆိုးနဲ့အမှောင်ညတွေပါပဲမြောက်ဦးတစ်မြို့လုံးလူသူကင်းမဲ့သွားပါတယ်အိမ်တိုင်းမှာအာတုပအလံတွေပြည့်နေပြီးလူတွေဟာဘရင်ကိုနတ်ဆိုးလို့တိတ်တဆိတ်သမုတ်ကြပါတယ်တိရိဓမ္မတောကားဆိုတဲ့နာမည်ကိုကြားတာနဲ့ကလေးတွေငိုတန်တွေတိတ်သွားရတော့အောင်ကိုခြောက်ချားစရာကောင်းခဲ့ပါတယ်ဘလောက်ပဲရေရာချီချီလူတွေရဲ့နာကျင်မှုတွေကဘရင်စီပြန်ရောက်လာခဲ့ပါတယ်လူစိတ်ပြောက်နေတဲ့ဘရင်ရဲ့ရက်ဆက်စွာတက်ဖြတ်မှုတွေဟာတနေ့ထက်တနေ့ပိုမိုဆိုးရွားလာပြီးအကန့်အသတ်နဲ့အတိုင်းတာမဲ့လာခဲ့ပြီးဘေးနာကလူတွေကိုပါတတ်ဖို့ကြိုးစားလာတဲ့အခါသူ့ရဲ့အနီးကပ်မူးမတ်တွေဟာငါတို့မတက်ရင်ငါတို့အလှည့်ရောက်လာလိမ့်မယ်ဆိုတာသိသွားပါတယ်ညတညမှာတော့ဘရင်ဟာအရက်သေးသားတွေတောက်စားပြီးအိပ်ပျော်နေတယ်မှာနာကြီးမှုတွေပြည့်နေတဲ့လှုပ်ကြံသူတွေကအခန်းထဲဝင်လာခဲ့ပြီးဘရင်ကိုဘာမှမသိလိုက်ပဲတေဆုံးသွားမှကိုတောင်မလိုလားကြလို့သူ့နိုးလာတဲ့အထိစောင့်ပြီးမှနာကြီးမှုတွေကိုမြင်စေလိုခဲ့ပါတယ်ဘရင်နိုးလာတဲ့အချိန်မှာတော့သူ့ဘေးမှာဝိုင်းနေတဲ့သူတွေကိုသူတက်ခဲ့ဘူးတဲ့ပြည်သူတွေရဲ့ဝိညာဉ်တွေပမာလွန်စွာထိတ်လန့်ပြီးကြောက်ရွံ့မှုတွေကိုခံစားစေပြီးမှသူ့ရဲ့ရင်ဘတ်ကိုဓမြောင်တွေနဲ့အချက်ပေါင်းများစွာထိုးဆိုင်ပြီးသူကိုယ်တိုင်လူတွေရဲ့အသေးကိုထုတ်ခဲ့တယ်လို့သူ့ရဲ့အသေးကိုလည်းပြန်လဲထုတ်ယူခြင်းခံခဲ့ရတာငရေပန်းပွင့်ခဲ့ရပါတယ်ဒါဟာမြမသမိုင်းမှာဘယ်တော့မှပြန်ပြောပြဖို့တောင်မကောင်းတဲ့အကြီးတန်းရက်ဆက်မှုကြီးတစ်ခုအဖြစ်ကြံရစ်နေခဲ့ပါတယ်တိရိဓမ္မတောကမင်းရဲ့သမိုင်းဟာမြမသမိုင်းမှာအယုံညံ့ဆုံးပါပဲအာနာကိုမတရားယူရင်အကြောက်တရားနဲ့အဆုံးသက်ရတယ်ဆိုတာဒီမင်းကတက်တည်ပြခဲ့ပါတယ်လို့ပြောရင်ဗီဒီယိုလေးကနှုတ်ဆက်လိုက်ပါတယ်အခုလိုသမိုင်းကြောင်းတွေကိုစိတ်ဝင်စားရင် channel လေးကို subscribe လုပ်ပေးခဲ့ပါဦးဗျာနောက်ဗီဒီယိုတွေမှာလည်းပြန်တွေ့ကြပါကြဗျာ